ပါကိုရဲ့ဒီမလေးကတော့ကိုလေစက်ကရမနှစ်ယောက်ကနောက်ကနေကြီးတက်တက်လိုက်လုံနေဒီမိုက်တော့ထွက်လာတာ ဘာလို့လဲ မသိပါဘူးကိုရဲ့ဘယ်ကကလေးကချစ်အုတ်ကြားမျက်ပေါက်တွေလည်းမသိဘူးတော်တရားလို့လည်းကိုရဲ့ကိုလာတိုင်းပြောတာအဲ့ဒါ ဟုတ်တယ်ကတော့ဘာလဲ ဆယ်တွေကကြံခဲ့တယ် လက်ခံလို့ကျွန်တော်လည်းကိုမလိုက်နဲ့ကိုလည်းဘာပဲကြာလာကြမရလာအဲ့ဒါဖြစ်ပါမလားကျော်စုနှမတိဓာကြီးဆိုတဲ့လူသားမျိုးမဖြစ်ပါဘူးလူစုပြတိုင်းမှာညမောင်နောက်ချက်တယ်ဘယ်လိုနေအောင်နောက်ချက်တော့ပါပဲရာဘယ်ညီမောင်ခိုက်လို့လိုက်မားလည်းနေရာကြီးတယ်ဒါပေမဲ့ငါတို့တွေကသူများစားလို့ပေါ့ကောင်းမနောက်ချက်လူချင်းတူပဲဘုံရင်းတူတယ်နာညမောင်တို့ပေါ်တယ်ပြောငါနာမည်ကျော်စိုးငါမင်းတို့လည်းအုပ်စုဖွဲ့မမိုက်ဘူးကွာမင်းတို့ငါ့ကိုမချင်တယ်ဘူးဆိုလို့ရှိရင်ကြိုက်တဲ့နေရာကြိုက်တဲ့အချိန်ချင်းလို့ရတယ်လက်ဆောင်မျိုးမပြောနဲ့ငါညမောက်မင်းတို့ကိုရီးလေးရောက်ကျွန်းလိုပုံမပြောနဲ့မင်းတို့ဒီရေလုံးစိမ့်နဲ့တော့မကြည့်အဲ့ဒီလုံးစိမ့်မထုတ်ပါဘူးတော့ဟုတ်လားကျအလူတွေအများကြီးပါလို့ခေါ်တယ်ခုချောဆိုးတယ်သူ့ရင်ကိုခေါ်တာဒီတော့ကျွန်တော်ကြောက်ရရှင်းလို့ရတယ်ဟောမင်းကောက်တာစီလုံးလုံးညီညီရောက်ရှိနေတာဟုတ်ရှိပါတယ်ဒါကြောင့်ဘယ်နဲ့အားလုံးစီလုံးလုံးညီညီရောက်ရှိဖို့မင်းတို့တာရှိတယ်ဟုတ်ကဲ့ခုခေတ်ကြီးမှာစီးပွားရေးလုပ်ငန်းမှာအပြိုင်ဆိုင်နေများတယ်ကွာသူများတဲ့တားမှာတို့ကရှေ့ကိုရောက်အထူးသဖြင့်ငါတို့ရေတပ်လုပ်ငန်းဆိုတာပို့ပြီးတော့ယူဆိုင်ရအမှားမခံနော်အဲ့တော့ဝန်ထမ်းတွေအားလုံးစီကံရှိဖို့နဲ့စီးစနစ်တခြားရှိဖို့မင်းမှတာဝန်ရှိတယ်။အဲ့အတွက်ကြောင့်အထူးကြက်မှာအထူးကြည့်ဆိုင်နေပါဟုတ်ပါဘူး။နော်။ဟုတ်ပါညီလေးကုမ္ပဏီကိုမလာဘူးအလားထူးလိုက်လားလိုအပ်ချက်တစ်ခုတော့ရှိပြီထင်တယ်ငါ့ကိုရောက်ပြီပွေးမြင်အပင်လေးပဲဒါကြောင့်ငါ့ကိုရလုံနေညာအခုလိုမျိုးကြီးတဲ့အောင်ညာဟုတ်ညီကိုချင်းမြောက်မနေစမ်းပါနဲ့ညီလေးအညီအသုံးပြတ်နေပြီနဲ့ထင်တယ်ဟိုဘိုးရနေညီလေးရဲ့အလိုက်ကိုတိလို့လေညီလေးကကိုချစ်နေရတာတိတာပေါ့ညီလေးမင်းကငါညီပဲမင်းပိုက်ထဲမှာဥပနဲ့ခွေရှိတာအစားအကိုကြီးကအကုန်သိတယ်ကဲဘယ်လောက်လို့လဲပြောဝါကိုကြီးပြချင်တော့မပေးပါညီလေး300ရပေးရောညီလေး90စစ်ပြေးလားပေးပါလေကိုကြီးဒါနဲ့ညီလေးကိုကိုကြီးတစ်ခုတော့မှာထားအောင်လူငယ်သဘာဝအရာအပျော်ပါမဲ့တောင်အကိုကြီးမပြောလို့အပျော်ကနေပြီးတော့အပြက်ဖြစ်မှာလို့အကိုကြီးစိုးရင်နေပါ
ဘာဖြစ်လို့လဲဆိုတော့အကိုကြီးတို့ကမှားခဲ့ဘူးလို့ငါညီကိုမှားပါဆိုလို့အကိုကြီးဆုံးမနေတာပဲညီလေးဟာ ဟုတ်ကဲ့ပါကိုကြီးဟိုကညီလေးကပြောတာပါညီလေးရဲ့ဘဝတစ်ခုလုံးပြည့်စည်သွားတော့ညီလေးမလုပ်ပါဘူးပြီးတော့လေဟိုညီလေးကလည်းထိစပ်ဆုံးဒီကိုကြောက်ရှိတာညီလေးကိုကြီးတော့နားထောင်ပါမယ်ဟိုကိုကြီးညီတင်းသွားလာ ညီလေးကားတော့ဖြည်းဖြည်းမောင်းတော့ ဟုတ်ကဲ့ပါကိုကြီး ဒီမှာရှင်ကားကိုဘယ်လိုမောင်းလာ မင်းကမပြောရှိငါမောင်းတော့လမ်းကြောင်းအမှန်တော့မင်းကမားနေတာ ဒီမှာရှင်မျက်စိကန်းနေလားကျမကောင်းကောင်းထုတ်ထားတာလေရှင်လိုနားမလဲဘူးလား ကောင်မလေးကနှုတ်သီးကောင်းရှာပါလေးဟမ်ရုပ်လေးတနာကမရလို့တော့ထောက်နေမှာလေမင်းအလှပြက်ကုန် ရှင်ပါလာကြောင်းနေရတယ်ဟမ် ကြောင်တော့မဟုတ်ပါဘူးမင်းအလှပါကိုတွေ့ပြီးရောင်းသွားတာ ဒီမှာမြောက်တိုင်းလဲမျက်မှောက်မိမရဲမှာကျမမပါရှစ်တိထားဘူးကလေကျမအညာမလွယ်ဘူးရှင် ကိုကမင်းပုံစံကြည့်အောင်နဲ့သိပါတယ်ကိုကလည်းမင်းတို့လူမျိုးမချွတ်ရက်ပါဘူးကွာ ထိတ်ကြည့်လိုက်ပါလားပါရှစ်စိတ်ကွဲသွားမယ်ဟာဒီမှာသူသာဆိုးတဲ့တဆိုးပဲရှိတယ်ခါဆိုးဆိုးမိမတယောက်ဆိုတော့ရှင်သိသွားစရာ သူစားဆိုးရလားခုလိုမင်းနာမည်လေးကိုသိပြီးပြတဲ့အတွက်ကျေးဇူးလိုက်တာ ဘလို့ကောင်းလို့လည်းမသိဘူးအာယောလာနောက်ကပ်ဖူးရေ အောင်မလေးကသွားသေးတယ်ဟုတ်တယ်ပါအဲ့လိုစွာတင်းမလေးမှာငါချစ်နေတာအာမင်းကအခုပဲတွေ့တယ်အခုမြန်လာရတာအချစ်ဆိုတာအများနဲ့ပေါ်အောင်နေတာမှာသူနဲ့တွေ့မှငါ့ကိုဖော်ထုတ်ပြီးတော့အဲ့ဒါကြောင့်အရင်ကကြီးခုံသွားတာကဲတော့တော့မယ် ဟ
ဒါဆိုကျွန်တော်တို့အကြောင်းကိုသူသားတော့တကယ်ရှင်းတာဘာလဲ ပါဝါလား ဘာဝနာသူစားနဲ့တကယ်လည်းမစကားများခဲ့တယ်သူစားစိတ်မဆိုးပဲနဲ့စိတ်ထဲမှာဆွဲနေကြတယ်တိတော့ဝမ်းသာ ဒီမှာရှင်းရတယ်ရှင်းလို့ရှင်းတိတ်ပြီးတော့ထင်ကြည့်ရတယ်နော် သူသားပြောလို့ဟုတ်ပါကျွန်တော်ထင်လည်းမကြည့်ထင်လည်းမသိလဲ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 ဒီမှာတစ်ခါလေးပြောရမှာရှင်းလို့မျိုးခင်ဗျားပြင်မစလို့ဖြစ်ရှင်းတယ်နော် ဝမ်းသာ ဟဲ့အားရစရာလေတကယ်ကြီးပြောတော့ကိုကောင်းတာပဲအခင်းမှာနေကြည့်ပါစကားပြောတာအချို့ဘူး သူစားလည်းအဲ့လိုမဟုတ်ပါဘူးသူစားကလေကျွန်တော်ဝိသေပြည့်တဲ့တယ်ဒါက ပြီးတော့ဆက်လာကဲတိုင်းနေပြီးတော့ရအောင်ပြီးတော့ ဟောတကယ်ကြီးဖြစ်တဲ့နေနဲ့ဒီဝိုင်းကိုရှိခဲ့ပြီနော် ဘလို့ပါလဲပေါ့ရှင်းလိုက်ပါဆက်တော့မှာပဲခင်ဗျာစီဝိုင်းလောက်တာတော်တော်လောက်ပဲကြည့်ရပဲဗျာဒါကြောင့်မို့လဲခင်ဗျာစီဝိုင်းလောက်ကမှာအောင်မြင်နေတာဟုတ်ဗျာဟမ်စီဝါဆိုတာအတိတ်ကြီးရှားတာဗျာဒါခင်ဗျာဘယ်လိုလဲရှားလဲနိုင်တော့ဗျာရှားတာဟောဒါပါဗျာကျုပ်မှချစ်ရတာဆိုလို့ကျုပ်ညီတယောက်ပဲရှိတော့ဒါနဲ့ခင်ဗျာအိမ်တော်မပြုတ်တော့ဘူးလားဗျာမပြုတ်တော့ပါဘူးဗျာကျွန်တော်ရင်ထဲမှာလည်းချစ်တယ်မရှိတော့ဘူးဟုတ်ပါပြီဗျာဟုတ်ပါပြီ တော့လည်းလားလဲလဲခြံလို့တွေပြီးသွားရ ပြီးပြီအခုမှမောလို့နားနေတယ် မင်းမောနေလဲဆိုတာငါသဘောပေါက်ပြီလားအဲ့တော့မင်းတို့ငါအမောပြီးယူလာတယ် အဲ့တော့ ရ အာအကြကြီးလားဦးလေးတင်တော့ဆိုလိုက်မယ်တောက်လို့ မင်းဦးလေးကအခုအိမ်မှာမရှိတာရောက်ဒီမဲ့ငါဦးလေးမသိအောင်ခိုးတောင်းလိုက်မကြီးတစ်လုံးတော်မှဒါလေးပဲကြံတော့ချတာမင်းချကြံမှာ ချမယ်ဗျာအဲ့ဒါကျွန်တော်ချကြတယ် ချတာမှာချအာမင်းလေရောမြီးကဲဒီတော့ပေါ့တရားမကဲ ကောင်းတယ်
ချနောက်လို့ချကားလာပြီကျပလက်သေးတဲ့ ဒီကောင်လေးဘာလုပ်လဲဒီလောက်ဟူးနေတာမကြောက်လား ဟုတ်ကြောင်ရည်ချိုးနေရဦးလေ ဘာကွာ ဟိုလေဘယ်ကကြောင်လေးမှမသိဘူးဦးလေးရဲ့အိမ်ထဲကိုဝင်လာပြီးတော့သူနန်းစောနေရပဲအဲ့ဒါကျွန်တော်လေဟိုရည်လေးချိုးပြီးတယ် မောင်ဘေးမင်းကိုကြည့်ရတာမူးမမှန်ဘူးနော်နေတော့မင်းလက်ထဲကအချင်းတုံကြီးကဘာလို့လဲ အမီးလေဦးလေး ဘာဒါဆိုမင်းအရက်ခိုးတော့တယ် ဟိုမဦးလေဟိုဒီအချင်းတော့ကလေးကိုလေဟိုကြောင်မလေးကိုအမီးနေနဲ့ကျွေးကြည့်တာသူဗိုက်စားနေတာကျွေးကြည့်တာတတ်တာမဟုတ်ဘူး ဩသုံးတတ်တာရောက်လေဒီကောင်ထဲမှာဘာလုပ်နေလဲ ဒီအထဲမှာဟိုအပြစ်မှာသူနေနေတာဒါလည်းနောက်ဘက်မှာအလုပ်လုပ်နေတာသူတတိမလားမလိုက်ဘူး မင်းကိုမေးလည်းမင်းဘာမှမသိဘူးညမောင်ဘေးမင်းအိမ်လုပ်တယ်ဘာလုပ်ပြီးပြီလဲ ဟာလုပ်ပြီးအိမ်ကိုလည်းမီးရှို့ပြီးအမိုက်တွေလည်း မောင်ဘေးမင်းမူးနေတာသိကြပြီဟမ်မင်းကနေကိပဲအရက်မတော့ရဘူးလို့အမိတ်ထုတ်ထားတာလေမင်းငါစီကံကိုချိုးဖောက်တာ ဟိုဦးလေးဟိုကျွန်တော်စီကန်းကိုချိုးရတော့မဟုတ်ပါဘူးလေဟိုညတောက်ထားတဲ့အရှင်လေးကိုလေအဲ့ရေလေးနဲ့ပြန်ခေါ်လိုက်တာအဲ့သူကပြန်လာပြီးမူးသွား မောင်ဘေးတစ်ချိန်လုံးကငါလည်းအရက်ကိုအလွန်ကြော်တောက်လာတာနော်မင်းတို့အခုလို့စီကံထုတ်ထားတာမင်းတို့ကောင်းစီခြင်းလို့ငါစီကံထုတ်ထားတာငါမှပတ်စံချမ်းသာလို့မင်းတို့အမိန်ပေးနေတာမဟုတ်ဘူးကွာကြားလားငါပြောတာ ဟုတ်ကျွန်တော်မတော့တော့ပါဘူးဦးလေး ဟဲ့အောင်တော့တသားငါညီမိုးထက်ပြန်လာပြီလား ပြန်မလာသေးဘူးလေ မင်းတို့မေးဘာမှမသိဘူးဆိုတာကြီးပဲတွားတော့ကွာ နေစမ်းပါအောင်ရှင်တို့မြောက်ကဘာကိစ္စနဲ့ကျမတို့တော့တကောက်လိုက်နေရတယ်ဟမ် ကျွန်တော်တို့ကသူသားနောက်ကိုလိုက်ပါတယ်လို့သူကပြောတယ် ဒီမှာရှင်ကဘယ်သူမှပြောစရာမလိုရှင်လောက်နေပုံစံကြည့်ရင်ကျမသိတယ် ဟုတ်ပါရဲ့ကျွန်တော်သူသားကိုတန်း ဒါဆိုကျမနောက်ကိုရှင်ကဘာကိစ္စနဲ့လိုက်နေရလဲ သူသားညနေ ရှင်ကကျမကိုစိတ်ဝင်စားနေလို့လား ကျွန်တော်ဆက်နေပါခဏတော့တော့ ရှင်ကတော်တော်တတ်သိရှိတာပဲနော်ကျမအချစ်ကိုရှင်လွယ်လွယ်နဲ့ရမယ်လို့ထင်နေတာ တတကြီးကြီးတော့တီတာဒီဝီရဲ့ချစ်ကိုကြားဖို့အတွက်ခုနှစ်ပြည်တော်မင်းနဲ့ကိုစစ်ခင်းခဲ့ရတယ်ကိုကလည်းသူသားချစ်ကိုကြားဖို့လောက်ပြခက်ခဲနေပါတယ်သူသားချစ်ကိုကြားဖို့တော့လောက်ကြ ရှင်စကားကိုမပြောနဲ့နော် ကိုဘက်ကတော့စင်းတယ် ကောင်းပြီလေလည်းခါကြလို့ရှိရင်ကျမအကိုရဲ့လူတွေကိုရှင်ဘယ်လိုကြော်ဖြတ်မလဲဆိုတာကျမကြည့်မယ်လေ ကိုတကယ်လို့ကြော်ဖြတ်နိုင်ခဲ့ရင်ဒီမှာတော့ချစ် ရှင်သာကျမအကိုရဲ့လူကိုကြော်ဖြတ်နိုင်အောင်စူးစမ်းလိုက်ပါဩဒါပေမဲ့ကျမအကိုရဲ့လူတွေကလက်ရှင်နေတယ် ကိုမဟုတ်ပါဘူး
သားတွေဘယ်လောက်ထက်ထက်သူသားချစ်ကိုရမယ်ဆိုရင်ကိုယ့်ရဲ့အချစ်တကူတွေနဲ့သားတွေကဖျောင်းသွားလို့ပျော်ပြောင်းမှုနဲ့သွားကြရမယ်ဒီလိုပြီးတော့ ရှင့်ရဲ့လေလုံးကလည်းတော်တော်ထွားလိုက်တာဟုတ်ပါပြီရှင်သာကြော်ဖြတ်နိုင်မယ်ဆိုလို့ရှိရင်ကျမရှင့်ရဲ့အချက်ကိုစဉ်းစားပေးမှာပေါ့ ကောင်းပါဘူးသူသားကကိုယ့်ရဲ့အချစ်ကိုလက်ခံပေးလို့ခင်ဗျားကိုကျွန်တော်အဓိကမှာချင်တာကနော်ကုန်တယ်လက်ထဲကိုကျွန်တော်ရှိရကုန်ပစ္စည်းတွေရောက်နေငွေကြိုမလွဲပါနဲ့တို့လက်ထဲငွေရောက်သွားပြီဆိုတော့လည်းကုန်ပစ္စည်းကိုနေရွှေညာကျိုးဒီကောင်လွတ်တတ်ကြတယ်ခင်ဗျားအဲ့ဒါကိုသတိထားနော်ဟုတ်ကဲ့ပါကိုကျော်စိုးမယုံကြည်ရတဲ့ပွဲစားတွေကိုလက်မလုံးအောင်ကျွန်တော်သတိထားပါတယ်စီဝိုင်းသမားဆိုတာကိုယ့်အတွက်ကိုလုပ်ကြတယ်တချို့စီဝိုင်းသမားတွေကျတော့ကိုယ့်ဘက်ပဲကိုကြည့်ကြတယ်အဲ့လိုလူမျိုးတွေကျယုံကြည်စိတ်ချလို့မရဘူးဟုတ်ကဲ့သူ့ဘက်ကိုပဲကြည့်တတ်တဲ့လူမျိုးပဲကျွန်တော်ကအလုပ်လုပ်ချင်တာနော်ဟုတ်တယ်အဲ့ဒီကပြန်လို့ရှိရင်ကိုရုံဝင်သွားလိုက်ဟုတ်ကဲ့လိုအပ်တာကိုအောင်ကြီးကိုပြပြလိုက်နော်ဟုတ်ကဲ့ပါဟုတ်အဲ့လိုရောက်ခွင့်ပြုပါဟုတ်ကဲ့ ကိုကြီးစကားနဲ့ပြောလို့ရမလားလို့ မော်တော်ကြီးပဲဘာလို့ပြော ဘာမှမဟုတ်ပါဘူးကိုကြီးညီမရဲ့ဒီနေ့ကြောင်းသွားလို့ရှိရင်လေကိုကြီးရဲ့တပည့်တွေကိုကြောင်းကိုခေါ်သွားမိရမလားလို့ ကျုံဘာဖြစ်တာလဲညီမလေးဘလူးနောက်ကျပြောကိုလိုက်ချင်ပါပြော ဘာပြောမှမဖြစ်ပါဘူးကိုကြီးရဲ့ညီမလေးကလေကြောင်းမှာညီမလေးအရှိန်ဝါတွေကိုပြချင်လို့ပါကိုကြီးရဲ့ဟိုဒါမှလေတခြားယောက်ျားလေးညီမလေးမနှောက်ရှက်မှာပေါ့မဟုတ်ဘူးလား ကဲဒါဆိုရင်လည်းညီမလေးကြားကြီးတော့ခေါ်သွားတယ်နော်ငွေပဲရှိသေးတယ် ရှိသေးရကိုကြီးကိုကြီးဒါဆိုလို့ရှိရင်ညီမလေးကြောင်းသွားဖို့အတွက်ပြင်ဆင်လိုက်အောင်ကွယ်နော် အေးတော့ မင်းကားကိုလမ်းမှာပိတ်ရတာပါလို့ဒီကတော့ဒီကောင်မပါဘူးအားချစ်ချစ်ဟာမင်းကလည်းငါတို့ဆရာရဲ့ညီမကိုချီးဆိုတာ ဟဲ့မင်းအဲ့လောက်ထိလွယ်မယ်လို့မင်းတင်တယ် လွယ်ရင်လွယ်အောင်ငါပြတ်ကျော်သွားမှာ မင်းငါတို့ကြောနိုင်မယ်စမ်းကြည့်သူသာခေါ်လာတဲ့လူတွေအားလုံးကိုကြော်ဖြတ်နိုင်တယ်သူသာကိုဖိထားတယ်ချစ်သူရှိတယ်ဒါတော့ဘယ်တော့တတ်တယ်
ကိုယ့်ရဲ့အချစ်တွေကဒီထက်အကြောင်းတူနေရတယ်ဟောမင်းတို့ကောင်တွေငါစားရှိမင်းတို့ရဲ့လောရကမင်းတို့ရဲ့အချစ်ကိုကြားလိုက်တာကွာဟုတ်သားပဲကြားကြီးရမင်းနဲ့ပဲကြားကြီးရတယ်နွားကြီးကိုပြောင်းတော့ဘယ်နဲ့ကွာဟောအများနဲ့တောက်ကိုများခံလာရတယ်တော်ရှက်ဖို့ကောင်းတဲ့ကိစ္စ ကျွန်တော်တို့ခုခံလာတာလေတစ်ဖက်လူကျွန်တော်တို့ထင်သေးတယ်လူပါဟုတ်ပါတယ်ဒီကောင်တော်တော်လက်ရည် တော်သားမှာကွာကိုကထိုးလို့မျက်နှာဖူးတောင်းတယ်ကျွန်တော်ထိုးပါမင်းတို့ဆဲတဲ့ကိုကျွတ်တော့မှာကိုတော့မရအောင်ကြောက်တော့ဟာလေဆိုရကောင်ဘယ်ကောင်လဲ မူတက် ကိုကျော်စုအဲ့ဒီဆောင်ကိုကျော်စုကိုလည်းလိုက်ရှင်းပြီဟာမလို့ပါဘူးကျွန်တော်ကိုယ်လည်းသွားရှင်းလိုက်ပါမယ်ကျွန်တော်ဟိုက်အကြည့်တစ်ချက်နဲ့နေတယ်ငါကားမျက်စောအကြောင်းမယူဘူးကွာဒီကောင်သိသွားစီရမယ်ကဲလို့ဆိုတော့ခင်ဗျာငါကားမျက်စောလုပ်ပြတာလို့တော့အဲ့ဒီကောင်ကိုတွေ့လိုက်ကြတယ်ဟာလို့ကြည့်ပါအဲ့ဒါငါကားမျက်စောလို့အချောက်မျက်စောဖြစ်နေပြီလားဟုတ်ကဲ့တော့ကြည့်မယ်မင်းတို့ကတခါတည်းမှာတာပဲနောက်နေ့ကစပြီးငါညမကြောင်းသွားကြောင်းပြက်မင်းတို့ကြိုးလို့ကြားလာကဲတော့ဟိုတို့စီတော့ကောဆောက်ပါလေဘောဘိုင်ကောင်ညီမလေးကိုတကယ်ပဲလိုက်နှောက်ရှက်ပြောစမ်း အဲ့လိုမျိုးလိုက်နောက်ရှက်တယ်လို့တော့မဟုတ်ပါဘူးကိုကြီးဟိုလူငယ်တစ်ပါးကတော့စကားတော့နည်းနည်းပါလိုက်ပြောပါတယ်ဒါပေမဲ့လည်းစိုးစိုးဝိုင်းလည်းမပါဘူးကိုကြီး ဟာဘယ်လိုပဲဖြစ်ကွာဒီကိစ္စကိုကြီးလက်မခံနိုင်ဘူးညီမလေးကြီးစားလုံးဝမထားဘူးနော်ကြားလား ဟုတ်ကဲ့ကို ကဲလုံးဆက်ရတော့လို့တော့ဒီကိုပြလိုက်ကျွန်တော်လုံးစားနေပြောကြစီဟုတ်ခင်ဗျာလိုက်ဟုတ်ဟုတ် ကိုလေးရဲ့ကောင်မလေးကတော်တော်အရှင်ပါကြီးတာလေဒါမျိုးလေကျွန်တော်လေရုပ်ရှင်ထဲမှာပဲမြင်ဘူးလားအပြင်မှာတကားမှမကြောက်ဘူး ရမမေအပြင်မှာရှိတဲ့အရာတွေကိုရုပ်ရှိဆိုတော့တရုပ်ဖော်တာကွာအဲ့ဒါတွေအပြင်မှာရှိတာစမ်းလို့ မဆမ်းမင်းမင်းတို့အနေနဲ့များတယ် အဲ့ဒါတော့ဟုတ်တယ်ကိုလေးအခုခံလိုက်ရတယ်လေကောင်မလေးရဲ့တက်တော်ဆောင်လေးကကိုလေးကိုမကျင်တဲ့လို့ပြဿနာပြန်ချင်ဘယ်လိုလုပ်လို့ ရှာသားပါလေကွာငါဘက်ကရင်ဆိုင်မှုအတင်ငါကလေတူစားအတွက်ဆိုရင်ရှည်ဆုံးကအစင်တက်ပဲရ ဩဒါကြောင့်မို့လေဘာတွေကြီးရတယ်မိုးကောင်းတွေကိုဒူးနဲ့တိုက်မယ်ဆိုပြီးတော့ဆက်ဆိုခဲ့ရတာဒီမှာကောင်းတယ်ကိုလေးကမင်းလာရတော့လို့ရှိရင်ကျွန်တော်လေဒီမှာအချက်တူတာငိမ့်ပါပြီကိုလေးရဲ့ကိုကြီးရတော့ဒီကငိမ့်မရဘူးပေါ့ပြသူ့လေကြိုက်မဲ့တယ်ရှိမှာမဟုတ်ဘူးနော် ဘာဟုတ်ပဲ ဟာဒါပြမလေး မင်းခုနကဘာပြောလိုက်လဲ ဟိုလေဟိုဦးလေးကဟိုမင်းကမယူတော့ဘူးလို့အဲ့လိုပြောတာ ငါချားလိုက်ပါလေဟာလေငါ့ကိုကြိုက်တဲ့လူမရှိတော့ဟုတ်လား ဦးလေးကလည်းဦးလေးဟိုနားကြမင်းတွေ့ရနေပါပါဟိုကိုလေးကျွန်တော်မပြောဘူးနော် ။ညမင်းကပြောလေ ဦးလေးကလည်းရှင်းနေငါမထောင်မလို့ကြ ။ဘာဟုတ်ပဲ ပြ ။ကြိုက်မဲ့လူမရှိလို့မဟုတ်ဘူးကွာ။မိမမလို့ချင်လို့နေဘူးလား ရလို့ ။ဘာပြောလဲ ဘာပြောဦးလေးဟိုလေဟိုဦးလေးသူမင်းမယူတော့ပါသူမင်းမယူတော့ပါ ။ဒီလေမောင်ပင်ပြောတာဟုတ်လား ဟုတ်ပါဘူးကွာညီလေးကခုမှကြိုးစားနေလို့ ။ဟေးကောင်းမလေးကဘယ်ရလဲ။ဘာမှနေတာလဲ။မင်းနဲ့တင်းနဲ့အတူတူပဲလား ညီလေးတင်တော့မဟုတ်ဘူးကွာဟိုကျွန်တော်ကောင်မလေးကနောက်ဆုံးနေ့တက်နေတာဒါမှမဟုတ်သူတို့တိုင်းကကြီးကျယ်တယ်ဗျ ဟဲ့အနေနဲ့များကြောင်ထည့်ပြောလိုက်ပါ ။ဖတ်ဆုံး။ဟမ်ဘလူကနေများလာတော့ ဒီလိုကိုကြီးကောင်မလေးကကြောင်းလာတာရောအပြင်သွားရင်တော့သူကအနောက်မှာပတ်စမိုင်းတွေအများကြီးပါတယ်အဲ့တော့တော့မြင်ပြီးပြောနေတာ ဟာကြီးကျယ်တာလား။ဟမ်အဲ့လိုကြီးကျယ်တဲ့လူမျိုးရအောင်လိုက်မှလူတော်ကွာ။ဒါကြီးရအောင်လိုက်ကွာ ဒါကြောင့်ကိုကြီးညီဘယ်တော့တော်ဆိုကိုကြီးသိပါတယ် ။ကြိုက်ဒီလေဒါပေမဲ့တစ်ခုလို့ရှိတယ်နော်ခံတော့မခံလားသေးတယ်ခံလားတာကိုကြီးမကြိုက်ဘူး
ဟုတ်ကဲ့ပါကွယ်သူကဒီဇိုင်းမှာနေနေတာဟုတ်အာဆောင်းတော့နိုင်ပါမတူရတော့ ဒါမှပါကွာဒီဆိုင်မှာသူဆိုင်မှာတင်ထားမှသွားတာ ဟုတ်ပါအဲ့ရောသူကပါတာလေကွာဒီမှာတော်ကောင်းနေမှာလေကွာ တော့မကောင်းဘူးဘာလို့တဲ့ရှိ ပြဿနာတက်မယ် တက်စေတက်လိုက်说的，今天我别人能吃的。ထိုင်မအောင်မယ်မိသားစုကမှထိုင်လို့ရှိရင်ဆောင်းတော့မင်းကတော့ဘောတာမင်းနဲ့တော်ပါရှင်ဆယ်နှစ်မှာစကားနဲ့ပြောစရာကောင်းပါဟုတ်တယ်သူကကောင်းပါလား ရပါတယ် နေပါဦးငါဘာစားလဲတခုခုလေးစားမှာသွားပါလားနော်ဟော ရတယ်တော့မလား လည်းကြောင်းရောက်ပြီအဲ့တော့ရှင်တို့တွေကြောင်းတော့လိုက်လို့မရအောင်အိမ်ပြန်ဆောင်လို့နော် ဘာမှမလေးကျွန်တော်တို့အိမ်ပြန်လို့မရဘူးလေဆရာမမလေးကြောက်စင်းတဲ့အချိန်ကြီးစောင့်အောင်မယ်လို့ပြောတယ်မမလေးတခုခုဖြစ်ရင်ကျွန်တော်တို့ဆရာတတ်မှာဗျာ ကဲဒီလိုအဲ့ဒါဆိုလို့ရှိရင်ပတ်စံယူပါဆိုင်မှာတခုခုစားပြီးတော့ကျမကိုစောင့်နေလို့ကြောင်းလို့ကျွန်တော်ပြန်လာရမယ်နော် စိတ်ချပါမမလေးဆရာတို့ပြန်မတိုင်းနဲ့တော့ မပြောပါဘူးဟဲ့ကဲရောက်တော့ပါယူပါ ဟုတ်မှာတော့ တော့ ပြအောင်ဝေးရောရတော့ ကိုသူကလည်းစကားခဏပြောတယ်ဒီနေ့သူကတမတ်တက်ဘူးလို့ကိုဂရီပေးထားရနော် မာရောဟဲ့ငါဒီနေ့အတမ်းမတက်တော့ဘူးနော် ဖြစ်ပါမလားနေ့ကလူတွေလိုက်ဘယ်လိုလုပ်မလို့ ရပါတယ်ဟာဟိုငါကြောင်းမစစ်ခင်ပြန်လာခဲ့မှာနော်ဟုတ်ပါအေးအမကျွန်တော်ခရုဆိုင်ပြန်လာသူသားရှိမှာကိုဘုံအတွက်တိကျတဲ့ဒီလိုရှိနေမှာကိုတယ် တိကျ
တဲ့အဖြစ်တစ်ခုကိုမိုးတက်ကိုသူကပေးမှာပါ ဝမ်းသာလိုက်တာသူသားရဲ့ သူကအခုပြောမဲ့အဖြစ်ဟာဝမ်းသာစရာတော့မဟုတ်ဘူးသူကဘွားရဲ့အိမ်တော်ကြီးကိုသူကနှလုံးသားဆုံးဖြတ်ခွင့်ဆိုတာတဲ့သူကကိုကြီးရဲ့တဘောဆန္ဒကိုအရေးကြီးတဲ့ကိုမိုးတက်အဲ့ဒါကြောင့်ကိုမိုးတက်လိုချင်တဲ့အဖြစ်သူကပေးနိုင် သူသားဒါကတော့တဘာဝမကြောက်လို့ကိုထင်တယ်နော်သူသားကိုသဘောတူရလို့သူသားလက်ထပ်မှာလားအားလေသူသားအချက်မပါနဲ့ဘာလို့ခုတိဆောက်ဖို့လားသူသားမချစ်မနစ်တတ်တဲ့လူသူသားဘွားတကူလုံးပိတ်ဆက်ဖို့လားဒါတော့မတရားဘူးနော်သူသား သူကကိုကြီးရဲ့ဆန္ဒကိုမလွန်ဆန္ဒနိုင်မှုလေကိုမိုးထက်ရဲ့ သူသားဒါဆိုရင်သူသားကိုကြီးရှိမှာကိုသူသားကိုလာတောင်းတယ်သူသားကိုတင်ချင်မှာ ပြစ်ပါမလားကိုမိုးထက် ဘာလို့မပြရမှာလဲသူသားရဲ့မနေ့ပြန်သူသားကိုသူသားပြောထားလိုက်ကိုလည်းလာတောင်းတယ် မမြင်လုံးလား မမြင်ပါဘူးသူသားရဲ့နောက်တော့နောက်ကြနေတယ်ကိုယ့်ရဲ့မှာသူသားကိုချစ်တဲ့တာအောင်တာဆုံးနေတယ်ပြီးတော့လေသူသားပြန်မချင်ကိုတင်မှာ အပိုတွေပြောနေပြန်ပါ ဘိုးရောပါဘူးသူသားရဲ့သူသားကမယုံရင်လေကိုယ့်ရင်တော့ဓာတ်နဲ့ဖွင့်ကြည့်ရတယ်သူသားဆိုပြီးတော့လေကိုယ့်ရဲ့ရင်ကုန်တန်တွေကပတ်တင်ထန်နေတာ ချစ်သူရှိတဲ့ရက်ကဓာတ်တော့ထက်တယ်နော် ဘလောက်ရင်ဒါတော့ထပ်ပါစေကွာကိုချစ်တဲ့ချစ်သူသားရှိရောကိုမရောက်အောင်လာခဲ့မယ်သူကကိုတင်ချင်မှာနော် ဒီလိုကိုပြောတာရှိပြောလေညီရတယ် ကိုယ်ဟာညီလေးကလည်းကနေမင်းမလိုက်တော့ သွားလေမေးသေးဘူးလားလာလေ
ပါကိုရဲ့ ကဲတဟိုတဲ့ဟိုမောင်နှမချင်းပဲပြောကြချင်ပွင့်လင်းပြောကဲဘာပြောပြော ဒီလိုပါကိုရဲ့မနေ့ကကြားလို့ရှိရင်လေကိုမူထက်ကကိုကြီးစီမှာလာပြီးတော့နားဖောက်ချင်လို့တဲ့ ဘာဒီကောင်မချီလာနားပေါက်ချင်အောင်ညီမလေးနဲ့ဒီကောင်နဲ့ချစ်သူဖြစ်နေကြဗျာဟဲ့ ချစ်သူတွေတော့မဖြစ်သေးပါဘူးကိုရဲ့ ဟာချစ်သူမဖြစ်ပဲဒီကောင်ဘာဖြစ်လို့ငါ့ချစ်နားပေါက်တာလဲဒါဒီကောင်ကညီမလေးကိုအတင်သေးတာဒါကကိုယူဆော်ရတာပြော အဲ့လိုမဟုတ်ပါဘူးကိုကြီးရဲ့ညီမလေးကလေကိုကြီးလက်ခံတဲ့လူကိုပဲရွေးချယ်မယ်လို့ပြောလိုက်လို့သူကလာခဲ့မယ်လို့ပြောတာပါ ကောင်းပြီဒါဆိုဒီကောင်နဲ့